ကျွန်တော်ဝင်ကကျင်တဲ့အချက်နှစ်ချက်ရှိတယ်ကဘာဦးချမ်းခန်းချစ်1အခန်းချစ်2အခန်းချစ်3ကိုကြည့်တဲ့အခါမှာချင်းမင်းရဲ့နဲ့အသက်တာထဲမှာဖခင်ရဲ့ဖွင့်ပြချက်တစ်ခုကိုနှုတ်ပတ်တော်အဖြစ်ကျွန်တော်ကိုနားလည်စေပေးတယ်ဒီဟာလေးကိုကျွန်တော်နေငယ်လေးဝင်ကကျင်တာဖြစ်တယ်ချမ်းလို့ပြောတဲ့အခါမှာပထမတစ်ချက်ကဘာလဲဆိုလို့ရှိရင်ဖခင်သခင်ရဲ့ဒီဇိုင်းနဲ့ဒုတိယတစ်ချက်ကလူရဲ့ဒီဇိုင်းဖြစ်တယ်ဒီနှစ်ချက်ထဲမှာပထမတစ်ချက်ကဖခင်ရဲ့ဒီဇိုင်းဟာလုံခြုံမှုကိုဖြစ်စေတယ်လူရဲ့ဒီဇိုင်းကြတော့လုံခြုံမှုကိုမပေးဘူး။ပေါက်ခန့်ချစ်တဲ့အငယ်26ထဲမှာဘာဖော်ပြထားတယ်လဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်ဖတ်လို့ပါတယ်။ထာဝရဘုရားခင်ကငါတို့ပုံတံနဲ့တငင်တံတဲ့လူကိုဖန်ဆင်းကြစို့သူသည်ပင်လင်ငါတို့ကို၎င်းမူကောင်းခင်ငါတို့ကို၎င်းတာရင်တို့ကို၎င်းမြေတပြင်လုံလိုက်တော့ကွာမြေပေါ်မှာတောတက်တော်တရိษံအပေါင်းတို့ကို၎င်းအုပ်ဆိုးစေဟုအမိတော်ရှိဒီနှုတ်ကပတ်တော်ကိုစင်ချင်ရင်းနဲ့အတ္တထဲမှာဘာခံစားရလဲဆိုရင်ဘုရားသခင်ဖန်ဆင်းခဲ့တုန်းကအရာအလုံးဟာထာဝရအဖြစ်နဲ့ဖန်ဆင်းထားရဆိုတာကိုမြင်တွေ့ရတယ်ပြီးတော့ကြောက်ရွံ့ခြင်းမရှိဘူးစိုးရင်ခြင်းမရှိဘူးလူကိုပြည့်ပြည့်စုံစုံဘုရားသခင်ကဖန်ဆင်းပေးတယ်ဆိုတာကိုဒီနေ့ကျွန်တော်မြင်တွေ့ရတယ်လူချင်းတောင်းတခြင်းမရှိရလေအောင်အရာအလုံးဟာပြည့်စုံပြီးမှတတ်မှတ်ခြင်းမရှိဘူးအရာအလုံးဟာထာဝရဖြစ်စေတယ်သူရဲ့ဖြစ်ခြင်းအတိုင်းလူကိုဖြစ်စေတယ်သူရဲ့တန်ရှင်းတဲ့အတိုင်းလူကိုတန်ရှင်းစေတယ်သူရဲ့ဖြောင့်မတ်ခြင်းအတိုင်းလူကိုလည်းပဲဖြောင့်မတ်စေတယ်လူကဘုရားဖန်ဆင်းခဲ့တုန်းကအပြစ်မပါဘူးဘုရားရဲ့သူ့ရဲ့ဘုံအတည်တော်နဲ့လူကိုလွှဲချုံခြင်းဖြင့်ဖန်ဆင်းထားတာဖြစ်တယ်ပြစ်ကင်းတဲ့စုံလင်တဲ့ဟာကွက်ဆိုတာတော့ကွယ်မထုတ်ပြစရာမရှိတော့အောင်ဘုရားကအလှပတည်တက်စော်နဲ့ဒီဇိုင်းရေးဆွဲထားတာကိုကျွန်တော်တို့မြင်တွေ့ရတယ်အဲ့ဒီဘုရားရဲ့ဒီဇိုင်းကလုံးဝလိုအပ်ခြင်းမရှိဘူးအရာအလုံးဟာ 100% ပြည့်စုံတယ်ပြည့်စုံတယ်ဆိုအရာအလုံးကိုဘုရားကသူကိုယ်တိုင်တောင်းစီအောင်ရေးဆွဲထားပြီးမှဖြစ်စေလို့အမိပေးလိုက်တဲ့အချိန်မှာဖြစ်သွားတယ်ဒါပေမဲ့လူကိုကြတော့အရာအလုံးကိုဖန်ဆင်းပြီးတဲ့နောက်ပိုင်းမှာလူကိုကြတော့အမိပေးခြင်းနဲ့မဟုတ်တော့ဘဲနဲ့ဘလို့အနေနဲ့လုပ်ပေးလဲဆိုရင်တမန်ကျမ်းစာထဲမှာသူ့ရဲ့ကိုယ်တိုင်သူ့ရဲ့လက်တော်နဲ့ဒီဇိုင်းရေးဆွဲပြီးမှဘုရားခင်ကဖန်ဆင်းတာကိုတွေ့ရတယ်ကပောက်ခန့်ချင်းနှစ်အငယ်ခုနှစ်မှာရောက်တဲ့အခါမှာဘုရားကဘာလုပ်လဲဆိုရင်အသက်ဇီဝကိုမှုတ်တွင်ခြင်းအဖြစ်လူဟာအသက်ရှင်သောတော်ဖြစ်တော်တယ်ဖန်ဆင်းခဲ့တော့ကလူဟာအခွင့်အာဏာရှိတယ်လောက်ပန်ခွင့်ရှိတယ်အုပ်စုခွင့်ရှိတယ်ဘုရားကလူကိုသာရအသက်ရှင်ဖို့ဖန်ဆင်းထားတယ်ဘုရားနဲ့အတူရှိတဲ့အချိန်မှာလူအတွက်ဘာမှမလိုအပ်ဘူးအရာအလုံးဟာပြည့်စုံတယ်ဘယ်လိုစားရမလဲဘယ်လိုတောက်ရမလဲဘယ်လိုနေထိုင်ရမလဲသိစရာမလိုလောက်အောင်ဘုရားကအရာအလုံးကိုအစင်တင့်အနေနဲ့ဘုရားခင်ဖန်ဆင်းပေးတယ်အဲ့လိုထိဘုရားကလူအတွက်လုံခြုံစိတ်ချမှုကိုပေးတယ်ကဘာကိုခန့်ချစ်တောင်းထဲမှာရောက်လာတဲ့အခါမှာလူရဲ့ကြာဆင်ခြင်းအကြောင်းကိုမြင်တွေ့ရလာအဲ့ဒီအထက်မှာဘာပြောလဲဆိုရင်ကျမ်းပိုက်ကျွန်တော်ဖတ်ချင်ပါတယ်ဘုရားကလူကိုမိမချက်ထာဝရအရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကိုတီးကျွန့်ရရဲ့အပင်မှာတပါငါထိုဥယျာဉ်၌ရှိသည်များသောအပင်တို့၏အတိကိုတင်တည်စားရသောခွင့်ရှိထိုအပင်၏အတိကိုကမစားရစားသောနေ့တွင်ဤကအမှန်တရားမင်းဟုလူကိုပြညတ်ထားတော်မူ၏ဒီနေရာမှာနှုတ်ကပတ်တော်ကိုကျွန်တော်ကြည့်ခြင်းအပြင်ဘာမြင်တွေ့ခံစားရလဲဆိုရင်ဖခင်ကကောင်းမကောင်းတိကျွမ်းရဲ့အပင်ကိုစားခွင့်မပေးသလိုဒီနေ့အသက်ပင်ကိုစားစေခြင်းနဲ့ဖခင်ဖြစ်တယ်။ဥယျာဉ်မှာရှိသမျှသောအတိတွေအားလုံးကိုစားခွင့်ပေးထားတယ်။ကောင်းမကောင်းတိကျွမ်းရဲ့အပင်ကိုစားခွင့်မပေးဘူး။ဖခင်ကလူကိုအဲ့လိုမိမာထားတယ်။ဒါပေမဲ့လူကတနေ့မှာနတ်ဆိုးဆိုတဲ့လူစီဖာကလိမ္မာဘာနဲ့ဆိုတဲ့ဒုစီမလာလို့ဆိုရင်မွေထဲမှာဝင်ရောက်ပြီးမှသာရအရှင်ဘုရားသခင်မိတော်မူသောမြေတရိษံတကာတို့ထက်လိမ္မာတယ်ဖြစ်တယ်တဲ့မွေကြတော့တင်တို့ကိုဥယျာဉ်၌ရှိသမျှသောအပင်တို့ရဲ့အတိကိုမဆရဟုဤကံအမှန်ဘုရားသခင်မိတော်မူသလားလို့လက်ဆိုကမိတဲ့အခါမှာကလည်းတင်တို့ဒီဤကံအမှန်တရားမြင်မဟုတ်ဘူးလို့မွေဖက်ကလည်းပြန်သုံးပြန်တယ်ထို့ပင်ဟာစားဖွယ်ကောင်းတယ်တဲ့အစင်းနဲ့လာတယ်တဲ့ပညာတူးပေါ်စေတယ်တဲ့ဆိုတော့နှစ်သက်ဖွယ်သောအပင်ဖြစ်တယ်ဆိုတာကိုမိမကမြင်တဲ့အခါမှာအတိကိုယူပြီးမှစားပြီးမှမိမိခင်မွေးအားလည်းပေးမှသူလည်းစားတယ်ဆိုတော့ပြောချင်တာကကောင်းမကောင်းတိကျွမ်းရဲ့အပင်ရဲ့အတိဟာဘယ်လောက်ထိ
ကောင်းတယ်လေကျွန်တော်ဒီနေရာမှာမြင်တွေ့ရတယ်စောက်ဖွေကောင်းခြင်းအစင်းလေးလာခြင်းပညာလေးတူပေါ်စေလို့တော့ငါနှစ်သက်ဖွေတော့အပင်ဖြစ်ကြောင်းကိုမိမကမြင်တယ်အဲ့လောက်ထိနတ်ဆိုကငွေထဲမှာဝင်ရောက်ပြီးမှအဲ့ဒီမိမကိုမြင်အောင်ထိပြောနိုင်တဲ့အရေးချင်းရှိတယ်နတ်ဆိုသည်လူကိုလာတွေ့ဆောင်ရခြင်းဟာတစ်ချိန်လုံးကသူဆုံးရှုံးခဲ့တဲ့အရာကိုဒီနေ့လူကိုလည်းပဲဆုံးရှုံးစေခြင်းတဲ့အရာကိုမြင်တွေ့ရတယ်ဒီကျမ်းစာကိုကြည့်ခြင်းအပြင်လက်ဆိုသည်မူလတုန်းကဒီဥယျာဉ်မှာသူတည်ရှိနေခဲ့တယ်ဒါပေမဲ့အဲ့ဒီတည်ရှိနေခဲ့တဲ့အရာကသူဖျားကိုစန့်ကျင်ပုံကန်ခြင်းအပြင်ဟေရှာယအခန်းကြီး14ထဲမှာဘာတွေ့ရလဲဆိုရင်သူရဲ့ကြားစင်ခြင်းအကြောင်းကိုဖော်ပြထားတယ်သူရဲ့ကြားစင်ခြင်းအကြောင်းကိုဖော်ပြထားရခြင်းကဒီနေ့လူပေါ်မှာလည်းပဲသူရဲ့ဖြစ်တဲ့အတိုင်းနဲ့လူကိုဖြစ်စေတယ်လူကိုတွေးဆောင်တယ်သူ့အတိုင်းပဲပြန်လေပြီးမှလက်စုပ်ကသူ့ရဲ့စကားတော်အပြင်လူရဲ့အတွေ့အထိမှာလူရဲ့ခံစားချက်ထဲမှာလူရဲ့အမြင်ထဲမှာထည့်လိုက်တဲ့အချိန်မှာလုံးဝမြင်သွားတယ်ဒါကြောင့်ကပ္ပဥခန့်ကြီး3အငယ်1ကနေ4 6မှာပေါတွေ့ရဆိုရင်ဒီနေရာမှာကြည့်တဲ့အခါမှာလူဟာတဲ့ထာဝရအရာကနေသင်္ခါရအဖြစ်တို့ပြောင်းသွားတာကိုကျွန်တော်မြင်ရတယ်။ဘာကြောင့်လဲဆိုရင်အပြစ်တရားဝင်ရောက်တော့ခြင်းအဖြစ်ဖခင်ရဲ့ပြည့်စုံခြင်းတွေလုံခြုံခြင်းတွေမရှိတော့ဘဲနဲ့စပ်ပြီးဘာအမြင်တွေပြောင်းလာတယ်လဲဆိုရင်အဲ့ဒီနှစ်ယောက်ကမျက်စိပွင့်နေလာတယ်မိမိမှာအဝတ်အကျမရှိဘူးဆိုတာကိုသိမြင်လာတယ်ကပ္ပဥခန့်ကြီး3မှာရောက်လာတဲ့အခါမှာကျတော့လူရဲ့ဒီဇိုင်းစပြီးမှပေါ်ပေါက်လာတာကိုမြင်တွေ့ရတယ်ဆိုတော့ဒီထဲမှာလူဟာတဲ့မိမိတို့ဝတ်ရံဖို့တင်ဖို့တပန်းပင်အရွက်တို့ကိုချုပ်ဆက်၍ခါးစည်းကိုလှုပ်ကြတယ်သူရဲ့ဒီဇိုင်းဟာမလုံခြုံဘူးဘာဖြစ်လာလဲဆိုစိုးရင်ချင်းတွေဖြစ်လာတယ်အဆက်အကျုပ်ပါလာတယ်လူရဲ့ဒီဇိုင်းကဆိုတော့ကောင်းခြင်းမကောင်းခြင်းကိုစပြခံစားရလာတယ်ကျင်ချင်းတွေတောကာတွေထာဝရအသက်ရှင်ခြင်းထဲကနေထာဝရတည်ခြင်းအဖြစ်တို့ပြောင်းသွားတာကိုကျွန်တော်မြင်တွေ့ရတယ်ကပ္ပဥခန့်ကြီး3ကိုကြည့်တဲ့အခါမှာဒီသမနှုတ်ပတ်တော်ဆင်ခြင်တဲ့အခါမှာအိုခြင်းတွေနာခြင်းတွေထွက်ပေါ်လာတယ်လူဖက်ကလှုပ်ထားတဲ့ဒီဇိုင်းတွေမလုံခြုံခြင်းကိုဖခင်ကမြင်တော့ဖခင်ဖက်ကနေပြန်လေဘာလွတ်ဖို့လို့လဲဆိုရင်လုံခြုံအောင်ပြန်လှုပ်ပေးဖို့ရန်အတွက်ဖခင်ကသူ့အကြံစီထဲမှာပြန်ရှိတာကိုကျွန်တော်မြင်တွေ့ရတယ်ဆိုတော့ဒီနေ့လှုပ်ဆောင်ထားတဲ့ဒီဇိုင်းဟာမလုံခြုံဘူးအချက်ကြောက်ရှိတယ်ကြောက်ရွံ့ချက်ရှိလာတယ်စိုးရင်ချက်ရှိလာတယ်ပူပင်စရာတွေရှိလာတယ်အပြစ်တရားဝင်ရောက်သွားပေမဲ့ဖခင်ဖက်ကဘယ်လောက်ထိမေတ္တာကြီးမားတယ်လဲဆိုတာကိုဒီနေရာမှာကျွန်တော်မြင်တွေ့ရတယ်အဲ့ဒီနေရာမှာပါဆိုရင်ကပ္ပဥခန့်ကြီးတော့အငယ်21ထဲမှာထာဝရအရှင်ဘုရားခင်သည်လူလင်မယားဖို့တရေဖြစ်ဝတ်လုံကိုလှုပ်ရဝတ်ခြုံစေတော်မူဤလို့ပြောတယ်ဒီရာကဘာကိုပုံဆောင်တယ်လဲဆိုရင်ယေရှုခရစ်တော်ကိုညွှန်ပြနေတာဖြစ်တယ်ကပ္ပဥခန့်ကြီး3ကိုကျွန်တော်ဆင်ခြင်ရင်းနဲ့ဘာကိုမြင်လဲဆိုရင်ယေရှုခရစ်တော်ကိုညွှန်ပြတာကိုကျွန်တော်မြင်တွေ့ရတယ်ဒါကြောင့်မလို့ဒီနေ့ကျမ်းစာထဲမှာဒီနေ့လူကဘလောက်ပဲအကောင်းဆုံးရာလို့ထင်မြင်ပါစေလူကဘလောက်ပဲဒီဇိုင်းအကောင်းဆုံးလို့ရေးဆွဲနေပါစေတိုးတော်ညာလည်းပဲလူဖက်ကလွတ်ဆောင်တဲ့အရာအလုံးကကြောက်ရွံ့ခြင်းတွေပါတယ်နော်စိုးရင်ချင်းတွေပါတယ်ဆွရှုံမုန်းတွေပါတယ်ခက်ခဲတွေရှိတယ်အမျိုးမျိုးဆိုတော့ဘဝမှာမုန်တိုင်းတွေပါတယ်ဖခင်ကဖန်ဆင်းခြင်းတို့ကမုန်တိုင်းဆိုတာမရှိဘူးအခက်ခဲဆိုတာမရှိဘူးပြည့်စုံတဲ့တောင်းစီအောင်ဖခင်ကလှုပ်ထားပေးတယ်သို့တော့ဒီနေ့လူဘုရားရဲ့စကားကိုနားမထောင်ခြင်းကနေစပြီးဒီနေ့လူအထက်မှာအပြစ်တရားဝင်ရောက်တော့တဲ့အချိန်မှာဘာပါလာလဲဆိုရင်အဲ့ဒီအပြစ်တရားကကြောက်ရွံ့ခြင်းကိုဖြစ်စေတယ်လုံခြုံခြင်းကနေခုနကျွန်တော်ပြောတယ်ပျက်စီးခြင်းတွေကိုကျွန်တော်တက်ရောက်တော့တယ်တည်ခြင်းအဖြစ်တို့ကျွန်တော်တို့ပြောင်းလဲတော့တယ်ဒါကြောင့်မလို့ဘုရားခင်ကပါလို့ဆိုရင်ကပ္ပဥခန့်ကြီးတော့အငယ်21အရောက်မှာရတယ်ထာဝရအရှင်ဘုရားခင်ဟာလူလင်မယားအဖို့တရေဖြင့်ဝတ်လုံကိုလှုပ်၍လုံခြုံစေတယ်ဘုရားကအဲ့လောက်ကြီးမားတဲ့မေတ္တာနဲ့လူကိုချစ်ပေးတဲ့ဘုရားဖြစ်တယ်အာမင်ဆိုရှင်ယောအခန်းကြီး1အငယ်10မှာရှိတဲ့နှုတ်ကပတ်တော်ဟာလူစားတဲ့အဖြစ်ခံယူတယ်လို့ပြောတယ်ဂျေဇုတော်နဲ့လည်းသစ္စာတော်နဲ့ပြည့်စုံတယ်တဲ့ငါတို့တွေတည်နေတော်မူသည်ဖြစ်၍ခမစ်တော်နဲ့တပါးရီတော်သားတော်ဤဘုံကဲ့သို့သူ့ရဲ့ဘုံတော်ကိုကျွန်တော်တို့ဟာမြင်ရကြပြီဖြစ်တယ်တဲ့ဒီတမ်းပိုက်လေးကဒီနေ့ယေရှုဖျားပြုတဲ့ယေရှုတော်ဖြစ်တယ်ဖြောင်းမှန်ခြင်းကိုဖြစ်စေတယ်ဒီနေရာမှာပြန်လဲကျွန်တော်ဖတ်ချင်တယ်ဘုရားခင်ရဲ့သားတော်ကိုယုံကြည်သောအသူပေါင်းဟာပျက်စီးခြင်းတို့မရောက်ဘူးတဲ့ထာဝရအသက်ကိုရစေခြင်းကဘုရားခင်သည်မိမိနဲ့တပါးရီတော်သားတော်ကိုစွန့်တော်မူတည်တိုင်လောကီသားတို့ကိုချစ်တော်မူလို့ပြောတယ်လောကီသားတွေဟာတဲ့အပြစ်ရှင်ခြင်းကိုခံရမယ်ဘုရားခင်ကသားတော်ကိုဤလောကသို့ဆေလွတ်ပြီးမှဒီနေ့လောကီသားတို့ကို
ကိုတော်အဖြစ်ကေတင်ချင်းတို့ရောက်ဖို့ရန်အတွက်ဆီလို့ရခြင်းဖြစ်တယ်အတိကကျွန်တော်ပြောချင်တဲ့အရာကဒီချမ်းမိုက်ကိုကျွန်တော်စင်ချင်းချင်းနဲ့လူရဲ့မလုံခြုံခြင်းတွေလူရဲ့တက်တာထဲမှာဘလောက်ပဲရေးဆွေထားတဲ့ဒီဇိုင်းတွေဘလောက်ပဲကောင်းနေပါစေလူအမြင်မှာအရန်ခဏထေဝါတယ်လို့ပြောနေပါစေလူလှုပ်ဆောင်တဲ့အရာအလုံးကခဏတာပဲပျောက်ကွယ်သွားမယ်အဆက်အကြောက်တွေပါတယ်လူလှုပ်ဆောင်တဲ့အရာကရှက်စရာဖို့တွေပါတယ်ကြောက်စရာဖို့တွေပါတယ်လူလှုပ်ဆောင်ထားတဲ့အရာကလူဖက်ကနေဖန်တိသမျှအရာအလုံးဟာပျောက်ကွယ်သွားမယ့်အရာတွေပဲဖြစ်တယ်ဆိုတာဒီနေ့ကျွန်တော်ပြောလို့တယ်ဒါကြောင့်မလို့လူလှုပ်ဆောင်ထားတဲ့အရာအလုံးကမတည်မြဲပါဘူးမလုံခြုံပါဘူးဖယားခင်ပြုလုပ်တဲ့ဒီဇိုင်းကပဲလုံခြုံမှုရှိတယ်ယေရှုခရစ်တော်ကိုဤလောကသို့ကြောလာပြီးမှကျွန်တော်တို့အပြစ်ရှိသမျှအတွက်ကားတယ်ပေါ်မှာအတိတ်အပြစ်သွင်းပေးပြီးမှတည်ပြီးမှ3ရက်မြုပ်တော်နေမှာရှင်ပြန်ထမြောက်ခြင်းနဲ့အတူဒီနေ့လူသားတိုင်းထိုသူကိုယုံကြည်လက်ခံပြီးမှအသက်တာထဲမှာသွားမယ်ဆိုရင်ကေတင်ချင်းကိုရမယ်လို့ပြောပါတယ်ကျွန်မကျမ်းစာထဲမှာအဲ့ဒီယေရှုပြုပေးတဲ့ကားတယ်တော်တရားကဖြောင့်မတ်ခြင်းဝဲလုံဖြစ်တယ်မတန်ရှင်းတဲ့တင်းကိုမဖြောင့်မတ်တဲ့တင်းကိုဒီနေ့မစုံလင်တဲ့တင်းကိုနော်အပြစ်တရားဝင်ရောက်တော့တဲ့အခါမှာတေဟာတေချင်းအဖြစ်နဲ့တက်ရောက်တဲ့တော့မဲ့တင်းကိုဒီနေ့တစ်ချိန်လုံးကကဘာဥမာတုန်းကဖယားခင်သာရအဖြစ်တို့ဖန်ဆင်းခဲ့ပေမဲ့ဆုံးရှုံးခဲ့ရတယ်အဲ့ဒီဆုံးရှုံးခဲ့တဲ့အရာကိုဘုဒ္ဓအဖြစ်ပြန်ပေးလို့ဆိုရင်ယေရှုခရစ်တော်အဖြစ်ဒီနေ့ကျွန်တော်တို့ကိုဖြောင့်မတ်ခြင်းဝလုံးသာရသင်္ခါရကနေသာရအဖြစ်တို့ပြန်လေတက်ရောက်စေပေးတယ်ဖယားကအဲ့လိုချစ်ချင်းမေတ္တာရှင်ဖြစ်ပါတယ်ဒါကြောင့်မို့လို့လူဖက်ကဘလောက်ပဲကောင်းအောင်ဖန်တီးပါစေတင်းကိုတင်အရင်ကောင်းနေပါတယ်တင်းကိုတင်အရင်ကောင်းအောင်လုပ်နေပါတယ်လို့တင်ခံယူထားပေမဲ့ကျွန်တော်ပြောလိုပါတယ်တင်းရဲ့ဘဝအတ္တတာတွေမှာတင်ကောင်းအောင်ဘလောက်ပဲလှုပ်တင်ဟာတင်ခါရပဲဖြစ်တယ်ခဏနဲ့ပြုတ်ကွေသွားမယ်သူဖြစ်တယ်လူရဲ့ဒီဇိုင်းကဘယ်တော့မှမလုံခြုံဘူးဆိုတော့ကျွန်တော်ပြောချင်တယ်လူလှုပ်ထားသမျှအရာအလုံးမလုံခြုံဘူးလူဖန်တီးသမျှအရာအလုံးမလုံခြုံဘူးလုံခြုံစေတာကယေရှုဖျားပဲဖြစ်ပါတယ်အဲ့ဒီယေရှုဖျားကဒီနေ့လောကသို့ကြောလာပြီးမှကျွန်တော်တို့လူသားတွေရဲ့အပြစ်တရားအတွက်ရွေးနှောက်ကေတင်ပေးခဲ့ပြီးဖြစ်တယ်ဆိုတာဒီနေ့ကျွန်တော်ပြောချင်တယ်ဟိုကြောင့်လေယေရှုရဲ့ကိုယ်ကံသားတော်ဟာကလကအဖြစ်ထိုးသခင်ပြင်ဆင်တော်မူသောအသက်လန်တစ်ထဲမှာကျွန်တော်တို့ဟာတဲ့တန်ရှင်းဌာနထဲမှာအတွေ့တော်ကိုအမြင်ပြုခြင်းအဖြစ်အစိတ်တာမရှိဘဲနဲ့ဝင်ရောက်တဲ့အခွင့်ကိုရတယ်တဲ့ဘုရားသခင်ရဲ့အိမ်တော်ထဲမှာအုပ်ဆိုရတော့ယေဘရဟိမေရှိတဲ့ဖြင့်တဲ့ဒီနေ့ကျွန်တော်တို့ဖယားရဲ့သားသမီးတွေဖြစ်ခွင့်ရတာကယေရှုရဲ့အတွေ့တော်ကိုအမြင်ပြုခြင်းအပြင်ဒီနေ့အသွင်ဆုံးဆိုတဲ့အရာထဲမှာကျွန်တော်တို့ဝင်ရောက်ခွင့်ရတာဖြစ်တယ်ဘုရားသခင်အိမ်တော်ထဲမှာအုပ်ဆိုတော်သူပေယေဘရဟိမင်းအဖြစ်ရှိနေရတဲ့အခြေအနေတစ်ခုကိုဒီနေ့ကျွန်တော်တို့ဘုရားသခင်ကပြင်ဆင်ပေးတယ်ယေရှုဘုရားဟာယေဘရဟိမင်းဖြစ်တယ်ကျွန်တော်တို့ဒီဘုရားခင်ရဲ့သားသမီးများဖြစ်ကြတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ပြောချင်တယ်တမန်ကျမ်းစာထဲမှာငါတို့ဒီကောင်းသောအခြင်းတို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်နဲ့ပြုပြင်ပြီးဖန်ဆင်းတော်မူရာဖြစ်ကြ၏ထိုကောင်းသောအခြင်းတို့နဲ့ငါတို့ဒီကျင့်လေရမည်အကြောင်းဘုရားခင်သည်ငါတို့ကိုပြင်ဆင်တော်မူနေပြီလို့ပြောတယ်ရွေရောသောအရာတွေကိုဘုရားကပြန်လေယေရှုခရစ်တော်အပြင်တလုံးတော်ဖြစ်စေပေးတယ်ပြီးတော့အရာအလုံးဟာဆုံးရှုံးတော်တာကိုယေရှုခရစ်တော်အပြင်ပြန်လေရယူပြီးဖြစ်တယ်ဆိုတာဒီနေ့ကျွန်တော်အားပေးလိုပါတယ်တဲ့အတွက်ယေရှုခရစ်တော်ပြုပေးတဲ့ဝတ်လုံဟာလုံခြုံတယ်အရင်တော့ချက်ကြောက်ခြင်းနဲ့သက်ရှင်ရတယ်ကိုမလုံမလင်းနဲ့သက်ရှင်ရတယ်ဒါပေမဲ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခြင်းအပြင်တင်းရဲ့ဘဝတက်တာထဲမှာမလုံခြုံခြင်းတွေကနေလုံခြုံခြင်းကိုဖြစ်စေတယ်ဝမ်းမြောက်ခြင်းတွေမှာတက်ရောက်စေတယ်တေခြင်းကနေထာဝရအဖြစ်နဲ့ပြန်လေတက်ရောက်စေပေးတယ်တစ်ချိန်လုံးကကဘာဥမှာဖျားရခင်ထာဝရအဖြစ်နဲ့ဖန်ဆင်းတယ်အပြစ်တရားဝင်ရောက်သွားတဲ့အခါမှာထာဝရအဖြစ်ကနေသင်္ခါရအဖြစ်ပြောင်းလဲသွားတယ်တိုးတော်လေးပဲပြန်လဲဖျားရခင်ကဖြောင်းမဲ့ခြင်းဝဲလုံးဆိုတဲ့အရာကိုပြန်ပြင်ဆင်ပြီးမှယေရှုခရစ်တော်ကိုကျွန်တော်တို့အတွက်ဒီလောကသို့ဆေလွတ်ပြီးမှဒီနေ့ယေရှုခရစ်တော်ကိုယုံကြည်သောသူတယောက်ချင်းစီတိုင်းဟာအပေငရေထဲနဲ့လွတ်မြောက်ပြီးမှဒီနေ့ထာဝရအသက်ကိုပြန်လဲရစေပေးတဲ့ဖယားဖြစ်တယ်ဒါကြောင့်မလို့အဲ့လိုကြီးမြတ်တဲ့ဖယားဘယ်မှာမှမရှိပါဘူးဒါကြောင့်တင်ရှာကြည့်ပါတင်ခေါ်ကြည့်ပါတင်ရဲ့ဘဝအသက်တာထဲမှာကြီးမြတ်တဲ့ဖယားဆိုတာမြင်တွေ့ရပါလိမ့်မယ်လို့ကျွန်တော်အားပေးလိုပါတယ်တင်ဘလောက်ပဲကောင်းအောင်လှုပ်လှုပ်တင်ဘလောက်ပဲစူးစမ်းအားထုတ်မှုရှိတင်ဘလောက်ပဲဖန်တီးတင်အတွက်အရာအကောင်းဆုံးလို့ထင်ရတဲ့အရာအလုံးဟာဘယ်တော့မှလုံခြုံမှုကိုမပေးဘူးဆိုရတဲ့ဒီနေ့ကျွန်တော်ပြောလိုတယ်ဖယားသခင်ပြင်ဆင်ပေးတဲ့ဝတ်လုံကတာလုံခြုံမှုရှိတယ်ဘုရားသခင်ရေးဆွဲထားတဲ့ဒီဇိုင်းကတာပြည့်စုံတယ် 100% တောင်းကွက်အောင်တောင်းစီအောင်
ဒီနေ့တေတက်စောဖန်တီးပေးတဲ့ဖရာဖြစ်တယ်အဲ့ဒီဖန်တီးပေးတဲ့ဖရာကိုတင်းရဲ့ဘဝအတ္တတာထဲမှာနေ့ရက်တိုင်းမှာဝတ်ဆင်ပြီးမှတင်းရဲ့အထေးကလည်းထာဝရတည်တဲ့နှုတ်ကပတ်တော်တရားကိုတင်းဟာယူဆောင်ပြီးမှဒီနေ့လူမျိုးတကာအတွက်ကောင်းချီးမင်္ဂလာဖြစ်စေဖို့တင်းကိုဖျားရခင်အလိုရှိတယ်ဆိုတာဒီနေ့ကျွန်တော်အားပေးလိုပါတယ်ရုပ်ချင်းစတိုင်းကိုဖျားရခင်တာယူကောင်းချီးပေးပါစေ